အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မိတ်ဆွေတွေရဲ့ဘဝတွေမှာနော်တခါတလေပေါ့နော်အရာရာပြည့်ပြည့်စုံမှပဲအလုပ်တစ်ခုကိုစလုပ်မယ်ဆိုပြီးတော့ဟလာလက်တွေ့ပြင်ပပတ်ဝန်းကျင်မှာဖြစ်ဖြစ်နော်ဒါလုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်တွေးမိတဲ့အချိန်ကြီးရှိသလားဒါဆိုရင်ကျွန်တော်သတိထားမှာပေါ့နော်အလုပ်တစ်ခုကိုစတင်လုပ်ကင်ဖို့ရန်အတွက်ဆိုရင်ဟလာခုနကပြောလို့ perfect ဖြစ်မှစမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်က perfectionist လို့ခေါ်တယ်အဲ့တော့တစ်ခုခုအရာရာပြည့်ပြည့်စုံမှစတော့မယ်လို့တွေးနေပြီဆိုရင်အဲ့ဒါဟာကျွန်တော်တို့ရဲ့ဘဝကိုတိုးတက်ဖို့ရန်အတွက်အလုံးကိုမှအန္တရာယ်များတဲ့ဟန်တာထောင်ချောက်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပုံမြင်လေးတစ်ပုဒ်ပြောပြပါမယ်နော်အဲ့တော့ဒါကျွန်တော်မြေအိုးလုတ်တဲ့သင်တန်းကျောင်းတစ်ခုကပုံမြင်လေးပေါ့နော်ဆိုတော့မြေအိုးလုတ်တယ်ဆိုတာကျွန်တော်သိရနော်ရှွန်စေးလေးတွေနဲ့ဟလာကျွန်တော်မြေအိုးလေးတွေကိုပုံဖော်ပြီးတော့ဟလာဒီဇိုင်းလေးပကြီးလေးဆွဲပြီးတော့လုပ်ရတဲ့သင်တန်းကျောင်းတစ်ခုပေါ့ဗျာနော်အဲ့ဒီသင်တန်းကျောင်းမှာဆရာဖြစ်သူကသင်တန်းသားတွေကိုအဖွဲ့နှစ်ဖွဲ့ခွဲလိုက်တယ်ပေါ့နော်ပထမအဖွဲ့ A ကကြတော့ဘာလုပ်ရမှာလဲဆိုရင်ဟလာသတ်မှတ်ထားတဲ့ရက်အတွင်းမှာသူတို့ကအိုးရေအတွက်များများထုတ်နိုင်လေအမှတ်ပိုရလေသူတို့ပေးမှာဟုတ်ပြီနော်အဲ့တော့အိုး100ထုတ်ရင်100အတွက်အမှတ်ရမယ်ဟလား90ထုတ်ရင်90အတွက်အမှတ်ရမယ်အိုးများများထုတ်ခိုင်းတယ် quantity ကိုဦးစားပေးခိုင်းတယ်ဒုတိယအဖွဲ့ group B ကိုကြတော့ဘာလုပ်ခိုင်းလဲဆိုရင်အိုးတစ်လုံးနဲ့ပဲထုတ်ခိုင်းဒါပေမဲ့အဲ့ဒီအိုးက quality အရန်ကောင်းတဲ့အိုးဖြစ်ရမယ်အဲ့တော့ဒုတိယအဖွဲ့ကို quality ကိုကျွန်တော်ဦးစားပေးထုတ်ခိုင်းတယ်အဲ့တော့ပထမ group A ကပထမ A အဖွဲ့ကဟလား quantity အရေးအတွက်များများထုတ်ရမယ်ဒုတိယအဖွဲ့ group B ကကြတော့အရေးသွေးကောင်းတဲ့အိုးတစ်လုံးထုတ်ရကဲဒီလိုနဲ့ဟလာနော်ကျွန်တော်တို့ပြိုင်ပွဲသတ်မှတ်ကာလပြီးလဲပြီးသွားရောသူတို့ရဲ့အိုးတွေကိုစပြီးတော့သင်တန်းကျောင်းမှာအကဲဖြတ်ကြတယ်ပေါ့နော်အဲ့ဒီလိုအကဲဖြတ်တဲ့အခါမှာအရင်ထူးဆန်းတာတခုသွားတွေ့ရဘာတွေ့လဲဆိုတော့ပထမအဖွဲ့ A အဖွဲ့อ่ะပေါ့ဗျာ group A ကလောက်ထားတဲ့အိုးတွေကတကြောင်းလုံးမှာအရေးအသွေးအကောင်းဆုံးနဲ့ဟလာပြည့်စုံတော့အရန်လှပတယ် quality ရန်ကောင်းတယ်ပေါ့ဗျာနော်အိုးလေးတွေဖြစ်နေတာကျွန်တော်တွေ့ရဆိုတော့သူတို့အဖွဲ့ကအရေးအတွက်များများထုတ်ခိုင်းထားတာလေအဲ့ဒီချိန်မှာခုနကဒုတိယ B အဖွဲ့ဖြစ်တဲ့ group ကကြတော့အဖွဲ့ကကြတော့ဒီပထမအဖွဲ့ရဲ့အရေးအသွေးကိုလိုက်မမီဘူးဖြစ်နေတယ်သူတို့ကအရေးသွေးဦးစားပေးထုတ်ခိုင်းတာတော့မှပထမအဖွဲ့ကိုလိုက်မမီကဲဘာလို့လဲအားလုံးစိတ်ဝင်စားနေကြနော်အဲ့တော့ကျွန်တော်အဖြေလေးရှာကြည့်အောင်ကဲအဲ့တော့ကျွန်တော်ကအဖြေရှာကြည့်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ပထမအဖွဲ့ကနော် A အဖွဲ့ကအိုးတွေကိုအများကြီးထုတ်ရထက်ခါသူတို့ထုတ်ရအကျဉ်းရည်အတွက်အများကြီးသူတို့ထုတ်ရအဲ့ဒီတော့သူတို့ဟာခဏအရှိမမှားကြဆိုတော့အရှိကအိုးတွေကိုလုတ်တဲ့အခါမှာမှားတယ်အဲ့ဒီမှားတဲ့အတွေ့အကြုံတွေကနေသင်ခန်းစာတွေယူပြီးတော့မှနောက်ထပ်ပြင်ရင်နဲ့ထပ်ထွက်လာတဲ့အိုးလေးတွေကဘာဖြစ်လာလဲဆိုရင်အရေးသွေးကောင်းပြီးတော့တကယ်ကိုလက်ရပြောင်မြောက်တဲ့အိုးလေးတွေဖြစ်လာတာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒုတိယအဖွဲ့ကရောB အဖွဲ့ကိုကျွန်တော်သွားပြီးတော့မေးကြည့်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ B အဖွဲ့ကတော့သူတို့အိုးစလောက်ခိုင်းတဲ့အချိန်ကစပြီးတော့ဟလာသူတို့ဟာစာတွေ့တွေကိုစပြီးတော့ဆွေးနွေးကြတယ်တိုင်ပင်ကြတယ်တယောက်နဲ့တယောက်နော်ကျွန်တော်တို့ negotiate လုပ်ကြတယ်ပေါ့ဗျာနော်ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်သင့်တယ်ဘယ်လိုလုပ်ရင်တော့ကောင်းမယ်ဟာဘယ်လိုလုပ်လိုက်ရင်တော့မကောင်းဘူးဆိုတဲ့စာတွေ့တွေကိုပြောကြတာများလက်တွေ့မလုပ်ဖြစ်ကြအဲ့တော့သူတို့ဟာလက်တွေ့မလုပ်တဲ့အတွက်အရှိမအမှားမကြုံဘူးသင်ခန်းစာမရှိဘူးအဲ့တော့အမှားမကြုံဘူးတဲ့အတွက်သင်ခန်းစာမရှိတဲ့အတွက်သူတို့ထုတ်လိုက်တဲ့အိုးကလည်းထင်ထားသလောက်အရေးသွေးရမကောင်းဘူးဖြစ်ပါတယ်ဒီလိုနဲ့ပဲပထမအဖွဲ့ကကျွန်တော်ဘိုးဆွဲအနိုင်ရသွားတယ်ပေါ့ဗျာနော်အဲ့ဒီတော့ဒီပုံမြင်လေးကနေပြီးတော့ကျွန်တော်ကဘာသင်ခန်းစာရလဲဆိုရင်အရှိမပြောခဲ့တယ်ပေါ့ကျွန်တော်ကတခါတလေမှနော်အရာရာပြည့်စုံမှစမယ်လို့စဉ်းစားထားရင်ဘယ်တော့မှကျွန်တော်လက်တွေ့မလုပ်ဖြစ်တော့နော်အဲ့ပြီးတော့လက်တွေ့တကယ်ထားလုပ်တဲ့အခါကြလို့ရှိရင်လေနော်ကျွန်တော်တို့ဟာအရာရာပြည့်စုံမှုအတွက်စဉ်းစားနေတာဖြစ်တဲ့အတွက်အတွေ့အကြုံမရှိတဲ့အတွက်သင်ခန်းစာမရှိတဲ့အတွက်ကျွန်တော်ဟာထင်သလောက်ခရီးရောက်မှာမဟုတ်အဲ့တော့ဘဝမှာဟာလာကျွန်တော်တို့ကအလုပ်တွေကိုမှားဖို့လိုမှားပါစေမှားမအောင်မကြောက်နဲ့အဲ့ဒါမှတခုတော့ရှိတာပေါ့နော်ကျွန်တော်ကပြင်လို့မရတဲ့အမှားမျိုးတော့မဖြစ်စေနဲ့ပေါ့နော်ဟုတ်ပြီဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေကိုဟလာဒီအကြောင်းအရာလေးကနေပြီးတော့တခါတလေဟလာကိုယ်ပတ်ဝန်းကျင်မှာလည်းရှိတယ်နော်ဒီလိုမျိုး perfectionist လို့ခေါ်တယ်ဟလာအရာရာပြည့်စုံမှာစမယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ပြည့်စုံမှာစမယ်ဆိုပြီးတော့စောင့်နေရင်းနဲ့ဘယ်တော့မှလက်တွေ့မစဖြစ်တော့ဘဲနဲ့အချိန်တွေနှောင်းသွားတာမျိုးတွေမဖြစ်အောင်ဟလာကျွန်တော်ဒီအကြောင်းအရာလေးကနေပြီးတော့သင်ခန်းစာယူရမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်